အားလုံးပဲမင်္ဂလာပါခွန်အားချန်နယ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းဆရာတင်းညွန့်ရေးသားထားတဲ့ဖူးစာဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးခြင်းပါတယ်အားလုံးပဲနောက်စိတ်ခံစားပေးကြပါအောင်ရှင်ကျွန်မကတော့လိုက်ရင်ဖြစ်ပါတယ်ဖူးစာမက်လာရင်ကိုကျွန်တော်ချင်နေမိပြီမက်လာရင်သည်ရွှေသားလျောင်းဖះအနေမွန်လူမျိုးများအနေများသည့်ရက်ကွက်လေးတစ်ခုတွင်နေသည်ထိုချိန်ကကျွန်တော်ဒီ10တန်းကျောင်းသားဖြစ်သည်။ကျောင်းပိတ်ရဲဆိုရင်ကျွန်တော်တငယ်ချင်းလှအိမ်အိမ်ကိုကျွန်တော်သွားလေလေးရှိသည်။လှအိမ်အိမ်ကတစ်သားတဲ့လက်မှုပညာဆိုင်ရာအချောတယ်လေးတွေကိုလုပ်တယ်။ကျွန်တော်ကတစ်သားတဲ့လက်မှုပညာကိုစိတ်ဝင်စားတော့ကြောင့်လှအိမ်အိမ်ကိုကျောင်းပိတ်တိုင်းတွားပြီးသူ့ထံကပညာယူတယ်။လှအိမ်မိဘများဖွင့်ထားသည့်အလုပ်ရုံတွင်ကျွန်တော်မလှရင်ကိုတွေ့သည်။အသားဖြူဖွေးဖွေးမျက်လုံးဝိုင်းဝိုင်းစပင်းရှိရှိနဲ့ချစ်စရာကောင်းလောက်သည့်ရုပ်ရည်ပိုင်ရှင်ဖြစ်သည်ကျွန်တော်ကိုသူကတွေ့ရင်ခိုးခိုးပြီးရဲသည်တငယ်ချင်းလှရီကဟေ့ကောင်မင်းကိုလှရင်ကကြိုက်နေသလားမသိဘူးလို့ပြောမှသူကိုတတိထားမိခြင်းဖြစ်သည်ကျွန်တော်နဲ့မလှရင်ကြတဲ့အောင်တယ်တော်ကလှအေးဖြစ်သည်နောက်ပိုင်းလှအေးအိမ်ကိုကျွန်တော်ရောက်ချင်သည်သူ့အိမ်ထုတ်ကုန်တစ်တာတဲ့ပစ္စည်းများကိုသဘောကျရဆိုခြင်းထက်မက်လာရင်ကိုကျွန်တော်သဘောကျခြင်းကြောင့်ပိုများသည်ကျောင်းပိတ်ရတာမကကျောင်းလွတ်သည့်ကျောင်းလွတ်လဲလှအေးကိုရွှေတာလျောင်းပိုင်းအထိစပိန်နဲ့လိုက်ပို့ကမက်လာရင်ကိုကျွန်တော်နောက်ပို့တက်လာသည်မက်လာရင်ကလှအေးတို့အလုပ်ယုံတင်နေစားလာလုပ်နေသောအလုပ်သမားလေးဖြစ်သည်သူမိဘကဆင်းရဲပါတယ်ကျွန်တော်နဲ့မလှရင်ရွှေတာလျောင်းဖျားပေါ်တွင်ချင်းတွေ့နိုင်ရန်စီစဉ်ပေးသူမှလှအေးဖြစ်သည်လူပြိုလူရွယ်ဘဝအချစ်သွေးတွေကြွနေချိန်တွင်မလှရင်နဲ့ချစ်သူတွေဖြစ်ကြသည့်ဘဝကိုကြည်နူးတာယာမိတိမှအမှန်ပင်ဖြစ်သည်ဒီနေ့ကျွန်တော်တို့ချင်းတွေ့နေစဉ်မလှရင်အကူကကျွန်တော်တို့ကိုမြင်သွားသည်နောက်တစ်နေ့ကစားပြီးမလှရင်အလုတ်စင်းတီကိုမတွေ့ရတော့ပါသူ့အိမ်ကကျွန်တော်လိုចောင်းသားနဲ့သဘောတူနိုင်ဟုဆိုကသဘောမတူနိုင်ဟုဆိုကမလိုက်ရင်ကိုအိမ်ထဲကအိမ်ပြင်မထွက်ရန်ပိတ်ပင်လိုက်သည်ညီတို့ပင်ဆိုသည်လာအေးကတညတွင်သူ့လုံယုံပေးတွင်ကျွန်တော်နဲ့မလိုက်ရင်ကိုတွေ့နိုင်အောင်စီစဉ်ပေးသည်ည9 နာရီလောက်တွင်ကျွန်တော်တို့ချိန်တွေ့ကြသည်ထိုနေ့ကရွှေတာလျောင်းကွင်းထဲတွင်အငိမ့်ပွဲတစ်ခုရှိသည်မလှရင်အိမ်ကပွဲကြည့်သွားနေစဉ်လှအေးကခေါ်ထုတ်ကကျွန်တော်တို့ကိုတွေ့ပေးခြင်းဖြစ်သည်မလှရင်ကငိုသည်ဘာဖြစ်လို့ငိုတာလဲအကိုနဲ့အိမ်ကသဘောမတူဘူးတဲ့အင်းလေအကိုကចောင်းသားပဲကိုအကိုပြောလေလှရင်ကိုလေအိမ်အောင်ချပေးတော့မယ်တဲ့ဟုတ်လားဘယ်သူနဲ့လဲအကိုမသိပါဘူးလှရင်ကအဲ့ဒီလူနဲ့ယူမလို့လားယူရလိမ့်မယ်အကိုဒါဆိုအကိုကိုထားခဲ့မယ်ပေါ့မထားခဲ့စေချင်ရင်တနည်းပဲရှိရဲ့အကိုဘယ်နည်းလဲလှရင်ရဲ့ခိုးပြေးကြမယ်လေဘယ်တော့လဲခုပဲလေခုပဲခိုးပြေးတော့လှရင်လဲအကိုနဲ့မခွဲနိုင်ဘူးကျွန်တော်စကားပြန်မပြောနိုင်လောက်အောင်ဖြစ်သွားသည်ထို့ကြောင့်တက်ပြင်းကြီးချပြီးမဖြစ်ပါဘူးလှရင်ရဲ့ဘာဖြစ်လို့မဖြစ်ရတာလဲအကိုမှပတ်စံလည်းမရှိဘူးအလောက်လည်းမရှိဘူးအကိုနဲ့လိုက်ခဲ့ရင်လှရင်စင်ရဲလိမ့်မယ်အိုးအကိုကလည်းလှရင်တို့စူးစမ်းမှာပေါ့မဖြစ်နိုင်ပါဘူးကွယ်ဘာဖြစ်လို့လဲအကိုကပညာဆက်သင်ခြင်းသေးတယ်10 တန်းအောင်ဖြေမယ်တက္ကသိုလ်တက်ချင်သေးတယ်တက္ကသိုလ်ပြီးလောက်မှလှရင်နဲ့လက်ထပ်ချင်တယ်လှရင်ကအဲ့ဒီအချိန်ထိအကိုကိုစောင့်ရမယ်ပေါ့ဟုတ်တယ်ဘာမှအသိလည်းမဖြစ်မပြည့်စုံသေးတဲ့ဘဝမှာလှရင်ကိုဒုက္ခတွေမခံစားစေချင်ဘူးအကိုအဲ့ဒီလောက်အထိစောင့်မှုမဖြစ်နိုင်ဘူးလှရင်ကိုဒီညမခွေးအကိုနဲ့တစ်သက်လုံးဝေးသွားလိမ့်မယ်
ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။ကျွန်တော်တို့ကိုကင်းဆောက်ပေးနေတော့လှအေးကိုသွားခေါ်လိုက်သည်။လှရင်ကိုသူ့လက်ထဲပြန်ထည့်ပေးလိုက်သည်။ကျွန်တော်လှရင်ကိုအပြေးတိုင်ကြောခိုင်းခဲ့သည်။မချွေမဟုတ်မဖြစ်နိုင်သေးတော့ကြောင့်ဖြစ်သည်။ကျွန်တော်10တန်းအောင်သည်တက္ကသိုလ်ဆက်တက်နိုင်ခဲ့သည်။နောက်ဆုံးကျောင်းဆရာဘဝကိုလည်းပိုင်ဆိုင်နိုင်ခဲ့သည်။ကိုဖြစ်ချင်ဆုံးစာရေးဆရာဘဝကိုလည်းရောက်ခဲ့သည်။ဘကိုးကိုကိစ္စတစ်ခုနဲ့ပြန်စဉ်ကျွန်တော်တငယ်ချင်းလှအေးအိမ်ကိုရောက်ခဲ့သည်။လှအေးကအခုတော့သူ့မိဘလုပ်ငန်းတွေကိုဦးစီးပြီးလုပ်ငန်းရှင်ကြီးဖြစ်နေသည်။ဟေ့မင်းလှရင်ကိုသတိမရဘူးလား။ဘာဖြစ်လို့လဲ။သူလည်းငါ့ကိုတွေ့တိုင်းမင်းကိုမေးတယ်။သူအိမ်အောင်ကျသွားပြီလား။လာငါနဲ့လိုက်ခဲ့။လှအေးကကျွန်တော်ကိုသူ့လမ်းထဲကအင်ကြီးတစ်လုံးကိုခေါ်သွားတယ်။အိမ်ရှိရိုက်တဲ့အခါတွင်နိုင်ချေဟေးနိုင်ချေဟုအော်ခေါ်လိုက်တယ်။အိမ်ထဲကလူတစ်ယောက်ထွက်လာတယ်။ဟာကိုလှအေးလာဧည့်သည်ပါလာသလား။အေးကွဒါငါတငယ်ချင်းပဲ။သူကရိုးစုံဝယ်ခြင်းလို့တဲ့။ကျွန်တော်လှအေးကိုရိုးစုံဝယ်ခြင်းကြောင့်မပြောမိပါ။ကိုချင်နိုင်ကလှရင်ဒီမှာကိုလှအေးလာတယ်ရိုးစုံဝယ်ခြင်းလို့တဲ့အိမ်ထဲကထွက်လာသူကမလှရင်ဖြစ်နေသည်သူကအလွန်ခန့်ညားသောအိမ်ကြီးရသည့်မိန်းမကြီးတစ်ယောက်ဖြစ်နေပြီဟဲသူကကျွန်တော်ကိုတွေ့ရင်ပါဇက်လေးကိုလက်နဲ့ပိတ်ပြီးအဟံအတင်သွားသည်အကူသူကကျွန်တော်ကိုအကိုဟုခေါ်သေးတယ်လှရင်မှတ်မိလားလှအေးကမေးလိုက်ခြင်းဖြစ်သည်မှတ်မိတာပေါ့ဘဲကဘလို့ရောက်လာတာလဲဟေးတို့တငယ်ချင်းကြီးကစာရေးဆရာကြီးဖြစ်နေပြီဟာကဲရိုးစုံနှစ်ထုပ်လောက်ရှောက်ရိုးရဲ့ဂရုရိုးရဲ့ပေးငါသူ့ကိုလက်ဆောင်ပေးလိုက်ချင်လို့မလှရင်ကကျွန်တော်ကိုလက်ဆောင်အဖြစ်ပေးလိုက်သည်ကျွန်တော်တို့ပြန်လာစဉ်လှအေးကလှရင်နဲ့ချစ်နိုင်တို့အိမ်အောင်ကျသွားပြီကွသားသမီးတောင်3ယောက်ရောက်နေပြီသူ့သားအကြီးဆုံးကဘွဲရပြီးအခုဆိုနိုင်ငံခြားတောင်ရောက်နေပြီသမီး2ယောက်ကဖះမှာရိုးစုံဆိုင်ဖွင့်ထားတယ်သူတို့ရိုးစုံလုပ်ငန်းကအောင်မြင်တယ်ကွလှရင်တယောက်ခုဆိုရင်တထေးကြီးဖြစ်နေပြီကားတွေတိုက်တွေနဲ့ပေါ့ကွာဝမ်းသာပါတယ်ကွာမင်းကဘာကိုဝမ်းသာတာလဲကွလှအေးတကယ်လို့ဟိုတညကလှရင်ကငါခိုးပြေးခဲ့မိရင်လှရင်လဲစင်းစင်းရဲရဲနဲ့နေရမှာကွအခုတော့သူကချမ်းချမ်းသာသာနဲ့နေနိုင်နေတာအဲ့ဒီညကငါဆုံးဖြတ်ချက်မှန်ခဲ့တယ်လို့တွေးမိတယ်ငါကအဲ့ဒီညကလှရင်ဒီလောက်တောင်အခွင့်အရေးပေးနေတာကိုဘာဖြစ်လို့ခုမပြေးတာလဲဘာမှမပြေဆုံးတဲ့ဘဝမှာမစွန့်စားတာပဲကောင်းပါတယ်ကွာသူနှစ်ကိုတဲကိုပြတ်မှာနေရထမင်းကိုအတူရက်ရတယ်ဆိုရမယ်ခဏပဲကောင်းမှာပါရေရှည်မကောင်းနိုင်ပါဘူးငါမှန်တိုင်းပြောရရင်မင်းလှရင်ကိုခိုးပြေးမှစိုးရိမ်နေတာကွဘာဖြစ်လို့လဲကွငါကလည်းလှရင်ကိုကြိုက်နေတာလေဟုတ်လားဒါပေမဲ့လှရင်ကငါ့ကိုမကြိုက်ပါဘူးနိုင်ချစ်ဆိုတာလေငါတငယ်ချင်းပဲအေးပါကွာဖူးစာဆိုတာဦးတိုင်းလဲမရနိုင်ပါဘူးတင်ညုံ29ရက်2လ2025အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မဖပြပေးတဲ့ဝီထုတိုလေးကိုအစဆုံးနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်များမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သုတစာပေတွေအတစာပေတွေကိုတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ခွန်အား channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်